ပါလက်စတိုင်းနိုင်ငံအနောက်ဘက်ကမ်းကမြင်ကွင်းမှာအစ္စရေးကိုတုံ့ပြန်တဲ့အီရန်ရဲ့ဒုံးကျည်တွေကိုရှောင်ရသလိုဂျူးအခြေချတောင်းကျမ်းသူတွေရဲ့တိုးမြင့်ပြုလုပ်လာတဲ့အကြမ်းဖက်မှုတွေကိုလည်းပါလက်စတိုင်းတွေကရင်ဆိုင်နေရပါတယ်။ဒါကတော့ပါလက်စတိုင်းနေအိမ်ကိုဂျူးအခြေချတောင်းကျမ်းသူတွေကအကြမ်းဖက်ဖျက်ဆီးနေတာပါ။ကားတွေကိုလည်းမိရှို့ပါတယ်။ပါလက်စတိုင်းတွေသူတို့ရဲ့အမိမြေကနေထွက်ပြေးသွားအောင်အခြေချတောင်းကျမ်းသူတွေကလုပ်ကြတာပါ။ပါလက်စတိုင်းတွေဟာဒီလိုအကြမ်းဖက်ထိုးကျိတ်တာမျိုးကိုလည်းခံရပါတယ်။ပါလက်စတိုင်းအရသားတွေအပေါ်အစ္စရေးတပ်ဖွဲ့တွေရဲ့ဒီလိုအကြမ်းဖက်မှုမျိုးဟာတနေ့ကိုပြင်းပြအကြိမ်90လောက်ရှိပါတယ်။ပါလက်စတိုင်းတွေဟာအနည်းဆုံးတနေ့ကိုအယောက်40လောက်အစ္စရေးရဲ့တစားကန်အဖြစ်ဖမ်းဆီးမှုကိုလည်းခံရပါတယ်။ဖမ်းဆီးတွားပြီးရင်လည်းအစ္စရေးအချင်းထောင်တွေထဲမှာနှိပ်စက်ညှဉ်းပန်းတာတပ်ဖြတ်တာတွေကိုလည်းခံရပါတယ်။တစ်ဖက်မှာလည်းဂါဇာကမ်းမြောင်ကိုအစ္စရေးကအကူအညီတွေပေးမဝင်ပါဘူး။ကုန်ပစ္စည်းတွေရှားပါနေပြီးဈေးကလည်းအလွန်အမင်းမြင့်တက်နေပါတယ်။ဒီလိုပိတ်ဆို့မှုတွေကြောင့်ဆေးဝါးဖြစ်စည်းတွေပြတ်တောက်ပြီးပါလက်စတိုင်းပြည်သူတွေအလွန်အမင်းဒုက္ခရောက်နိုင်ကြီးရှိရဲလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတတိပေးထားပါတယ်။ဂါဇာကပါလက်စတိုင်းပြည်သူတွေဟာညမို့ခေါင်းမမှုကိုလည်းကြုံတွေ့နေရပါတယ်။အပြည့်ရဖို့သဘောတူထားပေမဲ့လည်းအစ္စရေးဟာပါလက်စတိုင်းတွေကိုဆက်လက်တပ်ဖြတ်နေစေပါလက်စတိုင်းတွေဟာအစ္စရေးတပ်ဖွဲ့နဲ့ဂျူးအခြေချတောင်းကျမ်းသူတွေရဲ့အကြမ်းဖက်မှုကိုခါးစည်းခံနေရပါတယ်။အော်တိုဘာအပြည့်ရဲ့နောက်ပိုင်းပါလက်စတိုင်း680လောက်ကိုအစ္စရေးကတပ်ဖြတ်ထားပါတယ်